အားလုံးပဲမင်္ဂလာပါကျမနဲ့တူတူကြရဘာသာစကားကိုထပ်ပြီးတော့လေ့လာကြမယ်ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒီနေ့မှာတော့တယောက်နဲ့တယောက်တွေ့ဆုံတဲ့ချိန်ကြလို့ရှိရင်နာမည်ဘယ်လိုခေါ်လဲဘယ်ရလာလဲအသက်ဘယ်လောက်ရှိပြီလဲစတာတွေကိုဘယ်လိုမျိုးမေးကြမလဲဆိုတာလေးတွေကိုမျှဝေပေးသွားချင်ပါတယ်ပထမဆုံးအနေနဲ့ကိုကတခြားတယောက်ရဲ့နာမည်ကိုမေးချင်တယ်ဆိုလို့ရှိရင်နေမူနဲ့မော်ပေးဆိုပြီးတော့မေးလို့ရပါတယ်ဆိုတော့နေဆိုတာကနင်ဖြစ်ပါတယ်မူဆိုတာကနာမည်ပေါ့နော်နေမူနဲ့မော်ပေးဆိုတာနာမည်ဘယ်လိုခေါ်လဲပေါ့နော်အဲ့လိုမျိုးမေးလဲရတယ်ဒါမှမဟုတ်လို့ရှိရင်မင်းကဘာတူလဲပေါ့အဲ့လိုမျိုးမေးချင်တယ်ဆိုလို့ရှိရင်နေမမော်ပေးပေါ့နေမမော်ပေးဆိုတာကမင်းကဘာတူလဲပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လဲ तू ကဘာတူလဲလို့ကျမတို့မေးချင်တယ်ဆိုလို့ရှိရင်နေဆိုတဲ့နေရာမှာကျမတို့ကအဲမမော်ပေးသူတို့ကဘာတူလဲဆိုလို့ရှိရင်အဲစီမမော်ပေးဆိုပြီးတော့အရှိကဒီ subject နေရာမှာကျမတို့ပြောင်းလိုက်ရုံနဲ့ပဲတယောက်ယောက်ကိုဘာတူလဲဆိုတာကိုမေးလို့ရမှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဘယ်မှာနေလဲပေါ့နော်ဘယ်မှာနေလဲဆိုတာကိုကျတော့ကျမတို့ကနေအိုဘတ်တေပေါ့နော်နေအိုဘတ်တေဆိုပြီးတော့မေးကြပါတယ်ဆိုတော့နေဘယ်မှာနေလဲလို့ပြောတာဖြစ်ပါတယ်ဆိုတော့အိုရဲဆိုတာကကျမတို့ကနေတာပေါ့နော်ဘယ်မှာနေလဲပေါ့ဆိုတော့နေဆိုတာနေပေါ့နော်နေအိုဘတ်တေဆိုတာဘယ်မှာပေါ့နော်ဆိုတော့မင်းဘယ်မှာနေရလဲပေါ့ဘယ်ကလာရလဲလို့မေးချင်တယ်ဆိုလို့ရှိရင်နေအိုဘတ်တေလို့မေးကြပါတယ်နောက်တစ်ခုကကျတော့အသက်ဘယ်လောက်ရှိပြီလဲပေါ့နော်အသက်ဘယ်လောက်ရှိပြီလဲပေါ့အဲ့ဒါကိုဆိုလို့ရှိရင်ကျမတို့ကနေနာအိုဘတ်တေပေါ့နော်နေနာအိုဘတ်တေပေါ့ဆိုတော့ဒီနေရာမှာဆိုလို့ရှိရင်နာဆိုတာကအသက်ကိုပြောတာပေါ့နော်နေဆိုတာကတော့နေပေါ့နော်ဘတ်တေဆိုတာဘယ်လောက်လို့လဲဒီနေရာမှာပြောတယ်ပေါ့နော်ဆိုတော့နေနာအိုဘတ်တေဆိုတော့မင်းအသက်ဘယ်လောက်ရှိပြီလဲဆိုပြီးတော့မေးရဖြစ်ပါတယ်